မျိုးသားတစ်ယောက်ဟာသူ့ရဲ့ကလေးတွေကိုယထာတန်လန်းအလယ်မှာကားနဲ့ပစ်ထားခဲ့ပြီးတေစေဖို့ကြံစည်ခဲ့ပါတယ်။သူဟာကလေးတွေအပြင်ကိုထွက်မရအောင်ကားတကားတွေကိုတမင်တကာတောက်ခတ်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲသူတို့ရှစ်တဲကနေယထာတစီအရှိန်နဲ့မောင်းနေလာပါတယ်။ကလေးတွေဟာထိတ်လန့်တကြားနဲ့ကားတကားကိုနှီးမျိုးစုံသုံးပြီးဖွင့်ဖို့ကြိုးစားပေမဲ့ဘာမှထူးမလာခဲ့ပါဘူး။ကြောက်လန့်နေတဲ့မိန်းကလေးငယ်ဟာသူမရဲ့ဦးလေးစီကိုဖုံးဆက်အကူအညီတောင်းပေမဲ့ယထာမောင်းနေလာတဲ့စူညံတန်တွေကြောင့်ဦးလေးဖြစ်သူကဘာမှမကြားရပဲဖုံးကိုမတော်တဆချပစ်လိုက်ပါတယ်။ယထာကသူတို့စီကိုပိုးပြီးနီးကပ်လာတဲ့အချိန်မှာတော့ကောင်လေးရဲ့မျက်လုံးဟာယထာတန်လန်းလမ်းကြောင်းပြောင်းတဲ့လက်ကင်ပေါ်ကိုကြားရောက်သွားပါတယ်။ကန်ဆိုးတာကအဲ့ဒီလက်ကင်ကိုလှမ်းကင်ဖို့သူတို့မှာဘာကိရိယာမှမရှိတာပါပဲ။ဒါပေမဲ့မိန်းကလေးငယ်ဟာအယံပါနှက်ပါတယ်။သူမဟာကားထိုင်ကုန်ရဲ့အပေါ်ရန်အလွှာကိုခွာထုတ်ပြီးကျိုးဖြစ်ပြုတ်လိုက်ပါတယ်။ပြီးတော့ထိုင်ကုန်အောက်ကစပရင်တစ်ခုကိုထုတ်ယူကကျိုးနဲ့ချီပြီးအပေါ်ကနေအယုတ်ခေါင်းကိုတွဲချိတ်လိုက်ပါတယ်။သူတို့ဟာကားရဲ့သတင်းပေါက်အသေးလေးကိုဖွင့်ပြီးအဲ့ဒီအယုတ်နဲ့လှုပ်ထားတဲ့ကိရိယာကိုအပြင်ထုတ်ကတန်လန်းပြောင်းတဲ့လက်ကင်ကိုချိတ်ဖို့ကြိုးစားကြပါတယ်။ပထမတစ်ချိန်မှာမအောင်မြင်ခဲ့ပေမဲ့ဇွဲမလျှော့ပဲဒုတိယအကြိမ်ထပ်ကြိုးစားတဲ့အခါမှာတော့အယုတ်ဟာလက်ကင်မှာအမိအယညှိသွားပါတော့တယ်။သူတို့ဟာအားကုန်သုံးပြီးလက်ကင်ကိုဆွဲလိုက်တဲ့အတွက်ယထာလန်းကြောင်းပြောင်းသွားပြီးသူတို့ရဲ့အသက်ကိုဘေးကင်းအောင်နောက်ဆုံးစက္ကန့်မှာကယ်တင်နိုင်ခဲ့ပါတော့တယ်။